စီစဉ်ရာဆရာတော်ရှင်ဒေဝိနာဘိဝန္တာကကံကွက်ကြောင်းကြီးညာချက်ဖတ်ကြားလျှောက်ထားပြီးတဲ့နောက်စီစဉ်နံပါတ်9ရနိုင်ငံတကာနဲ့ကုမ္ပဏီဥပဒေအကျိုးဆောင်ဒကာကြီးဦးစောဝင်းကမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများလက်ထက်ထိမ်းများခြင်းဆိုင်ရာအရေးပေါ်ဥပဒေမူကြမ်းနှင့်ပတ်သက်၍ဥပဒေပညာရှင်များအဖွဲ့ကိုစားရှင်းလင်းလျှောက်ထားပေးပါရန်မေတ္တာရပ်ခံပါတယ်ဆရာတော်တန်ဃာတော်အရှင်များရွေးသေးသာဥနေရှိခိုးပြီးပြီးတော့မျိုးဆောင်ဥပဒေဖြစ်ပေါ်ရေးအတွက်တောင်းယူခဲ့တဲ့ဥပဒေပညာရှင်များကိုစားဆရာတော်တန်ဃာတော်များကိုလျှောက်ထားခွင့်ပြုပါရန်ရွေးသေးသာလျှောက်ထားပါတယ်ဗျာရပြီးတော့တို့ကိုဓမ္မဆရာတော်ဒီဥစီပြီးတော့ဒီမျိုးဆောင်ဥပဒေဥဆောင်ဖြစ်ပေါ်ရေးဥဆောင်ဟိုဆရာတော်များကခေါ်ယူပြီးတော့ဆရာတော်တန်ဃာတော်များအနေနဲ့ပိဋကအရာမှာတန်းကျင်တတ်မြောက်ပြီးတော့ဘာရကူဖြစ်မြောက်တော်လဲဥပဒေရေးရာမှာလူမှုရေးရာကိစ္စတွေမှာလေ့လာခြင်းမရဆွေးနွေးခြင်းမရတဲ့အတွက်တက္ကရာတော်တို့ကနေပြီးတော့ကူညီပါလို့မေတ္တာရပ်ခံတဲ့အတွက်ဒီမျိုးဆောင်ဥပဒေဖြစ်ပေါ်ရေးအတွက်တပည့်တော်တို့အနေနဲ့ဥပဒေပညာရှင်တချို့ကိုစီယုံပြီးတော့ဒီဖြစ်ပေါ်ရေးအတွက်ရေးသားခဲ့ကြပါတယ်ရေးသားကြတဲ့မှာဆရာတော်များဖြစ်စေချင်တာကအမျိုးဘာသာသာသနာဟာတဖြည်းဖြည်းနှိမ့်ကျလာနေတယ်အမျိုးသမီးတွေကလည်းမိမိဘာသာသာသနာဘယ်လိုကာကွယ်ရမယ်ဘယ်လိုထိန်းသိမ်းရမယ်အမျိုးကိုဘယ်လိုစောင့်ရှောက်မယ်ဆိုတာမသိတော့ကြတော့ဘူးအစဉ်ပြေသလိုနီးစပ်ရာပုဂ္ဂိုလ်တွေနဲ့အိမ်တော်ပြုပြီးတော့ဘုသာသနာဟာကိုယ်သာသနာကကိုယ့်ဘက်ကအရှုံးကြီးဖြစ်နေတယ်အဲ့ဒါကိုကာကွယ်ရအောင်စေနာထားပြီးရေးသားပေးပါဆိုလို့တပည့်တော်တို့ရဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ဒီမျိုးဆောင်အမျိုးသမီးများထိမ်းများလက်ထပ်ခြင်းကာကွယ်ရေးဥပဒေကိုတပည့်တော်ရေးဆွဲခဲ့ကြပါတယ်ရေးဆွဲခဲ့တဲ့အခါမှာဒီဥပဒေရဲ့အခြေအနေကတော့ဗမာနိုင်ငံမှာကျင့်သုံးနေတာဥပဒေအဓိကအားဖြင့်2ရပ်ရှိပါတယ်ဗျာအဲ့ဥပဒေနဲ့ဒလေထုံးတမ်းဥပဒေဆိုတာ2ခုရှိပါတယ်အဲ့ဒီဥပဒေဆိုတာပါဠိမန်မှာပြဋ္ဌာန်းတဲ့ဥပဒေကိုဥပဒေခေါ်ပါတယ်အဲ့တော့ဒီပါဠိမန်မှာပြဋ္ဌာန်းတဲ့ဥပဒေပြင်ဒလေထုံးတမ်းဥပဒေဆိုတာကတော့ရှေ့အစဉ်လာကကျင့်သုံးခဲ့တဲ့ခုနကသဘာဝတိဆရာတော်ကြီးများမဘောဆရာတော်ကြီးများအစရှိတဲ့ဆရာတော်ကြီးများမိန့်ကြားသလိုပဲဆရာတော်ရမဆရာတော်ကြီးမိန့်ကြားသလိုပဲရှေ့တုန်းကဆရာတော်တန်ဃာတော်ကြီးတွေဆရာတော်ကြီးတွေရေးဆွဲခဲ့တဲ့ဒလေထုံးတမ်းတွေရှိပါတယ်နောက်တစ်ခါဒလေထုံးတမ်းဥပဒေအခုကျင့်သုံးနေတာလည်းကိဝံဘင်းကြီးရေးဆွဲတဲ့ကိဝံကြီးဆိုတာဘုန်းကြီးလူတတ်ပါသူကရှေးတန်ပိဋကသုံးပုံလေးကထုတ်ပြီးတော့အခြားလောကကြီးရာနေပြီးတော့ဒလေထုံးတမ်းဥပဒေကိုရေးတာပါဗမာနိုင်ငံမှာဒီဘာသာရေးနဲ့ပတ်သက်ဒလေထုံးတမ်းဥပဒေပါမျိုးသမီးတွေနဲ့ပတ်သက်လို့1954ခုနှစ်အမျိုးသမီးများထိမ်းများထက်လက်ထပ်ခြင်းဥပဒေတစ်ခုပဲရှိပါတယ်အခြားတော့ကိဝံကြီးရေးခဲ့တဲ့ဒလေထုံးတမ်းဥပဒေကိုပဲကိုစားပြုပြီးတော့အားပြုပြီးတော့ကျင့်သုံးနေကြတာဖြစ်ပါတယ်အခြားဘာသာတွေဒီနိုင်ငံမှာဘာသာကြီး400ရှိတဲ့အခါမှာဆရာတော်ကြီးများမိန့်ကြားတာလို့ဒီမှာဟိန္ဒူရဲ့ခရစ်ယာန်ရဲ့မွတ်စလင်ရဲ့ဗုဒ္ဓဘာသာရဲ့ဆို4ခုရှိတဲ့အခါမှာဟိန္ဒူမှာလည်းသူ့ဘာသာနဲ့သူဘယ်ကသူတို့လာတဲ့အခါမှာသူတို့နိုင်ငံကျင့်သုံးခဲ့တဲ့ဥပဒေလို့ထင်ပါတယ်ယူခဲ့ပါတယ်အဲ့ဒီဥပဒေကလည်းပြဋ္ဌာန်းဥပဒေဖြစ်လက်ခံနေပါတယ်မွတ်စလင်ကလည်းဒီတိုင်းပြဋ္ဌာန်းဥပဒေဖြစ်ရပ်တည်နေပါတယ်ခရစ်ယာန်ကလည်းဒီတိုင်းခရစ်ယာန်ကလည်းဒီတိုင်းပြဋ္ဌာန်းဥပဒေရတယ်တပည့်တော်မှာတော့54ခုတည်းပါမှပြဋ္ဌာန်းခဲ့တဲ့ဥပဒေကဗမာမျိုးသမီးများနိုင်ငံသားဒီနိုင်ငံအခြားဘာသာနဲ့လက်ထပ်လို့ရှိလို့ရှိရင်မြည်သောအကြောင်းမရှိသေးကမို့ထိုမျိုးသမီးအဲ့ဒီသူ့ရဲ့အမျိုးသားသေလို့ရှိရင်အမွေဆက်ခံပိုင်ခွင့်ရှိတယ်လို့ဆိုတဲ့အချက်ကလေးတော့ပဲခပ်ဖို့ကလေးပဲပါပါတယ်အခြားအဲ့ဒီအချိန်တုန်းကဘာသာကြားအမတ်တွေပါလည်းရှိပါလိမ့်မယ်ပါဠိမှာဥရာရှိတို့ဘာလို့အစရှိပေါ့လေသူတို့ဘာသာတွေကိုသူတို့ကိုငဲရတဲ့အကြောင်းကြောင့်ဒီလိုပြော့သွားသလားဘာလားတော့မသိဘူးပေါ့
အဲ့ဒါလို့ရှိနေတော့တပည့်တော်ဒီမှာရှိနေအဲ့ဥပဒေ54ခုအဲ့ဥပဒေကမခိုင်ပါဘူးတပည့်တော်မွေးတော့စက္ကန့်ခွင့်ရှိနိုင်တယ်ဒါပေမဲ့လို့အမျိုးဘာသာနာမြည်သူနဲ့မဆိုလက်ထပ်နိုင်တယ်လို့ဆိုတဲ့စကားအလိုထိခိုက်ပါတယ်တွေ့ရတပည့်တော်ဟာအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံကြားမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာနေတဲ့နိုင်ငံကလေးဖြစ်ပါတယ်လူမျိုးတွေအများကြီးကြားမှာဒီနိုင်ငံသားတွေကတပည့်တော်နိုင်ငံရောက်လာပြီးတော့ဘာသာကြားတွေကတပည့်တော်ဗမာတွေတိုင်းရင်းသားတွေကိုတိုင်းသူတွေကိုလက်ထပ်ပြီးတော့သွားလို့ရှိရင်တပည့်တော်နိုင်ငံမှာဟိုတုန်းကပြူလူမျိုးဆိုတာရှိခဲ့ပါတယ်ခဏပြူဆိုတာမရှိတော့ဒီခိတ္တနိုင်ငံတော်ကြီးကိုတည်ဆောင်ရတဲ့ဒုတိယမင်းကြီးဟာပြူမင်းမှာဒါပေမဲ့လို့သူတို့အမျိုးကိုစောင့်ရှောက်မှုအားနေတဲ့အတွက်ခဏမွန်နေကရင်နေရှမ်းနေကချင်နေဗမာတွေရှိနေပြီပြူမရှိတော့ပါဘူးတပည့်တော်နိုင်ငံလည်းဒီတိုင်းစောင့်ရှောက်မှုမရှိလို့ရှိတော့ပြတ်သွားနိုင်ပါတယ်မွတ်စလင်ဥပဒေမှာမွတ်စလင်ကလွဲလို့အခြားသူနဲ့တရားဝင်လက်ထပ်ခွင့်မရှိပါဘူးလက်ထပ်ချင်လို့ရှိရင်သူ့ဘာသာကိုပြောင်းရပါတယ်အဲ့လိုပြောင်းမှတရားဝင်ပါတယ်ခရစ်ယာန်မှာလည်းဘုရားကျောင်းမှာလက်လိုက်ပြီးတော့သူတို့ရဲ့ဘုံကြီးသို့မဟုတ်မှတ်ပုံနဲ့သူတို့ခွင့်ပြုထားတဲ့မှတ်ပုံနဲ့အရာရှိနဲ့လက်ထပ်မှတရားဝင်ပါတယ်အဲ့ဒါကြောင့်မှအဝိဇ္ဇခံမှုတို့ဘာလို့ခွင့်ရတွေကိုရပါတယ်ဟိန္ဒူကတော့ဒီခတ္တိယရဲ့ဗြဟ္မဏရဲ့ဝိသရဲ့သုဒ္ဓရဲ့ဆို၄မျိုးရှိပါတယ်ဆိုဒီမှာတော့ဘယင်ရဲ့ပုံနာရဲ့ပထေးရဲ့ဆင်းရဲသားရဲ့ဆို၄မျိုးအဲ့ဒီ၄မျိုးချင်းတောင်မှလက်ထပ်မခံပါဘူးသုဒ္ဓနဲ့ဝိသနဲ့လက်ထပ်ခွင့်မရှိပါဘူးသူတို့အမျိုးကိုသူတို့ထိမ့်သိမ်းဆောက်ရှောက်ပါတယ်တပည့်တော်တို့ကြတော့မဟုတ်ပဲအကုန်လုံးရှုပ်ထွေးပြီးတော့အရာရာမှဒီလိုတို့အမျိုးသမီးတွေဟာလက်ထပ်ပြီးပါတယ်စာဝတ်နေမပြေလဲလို့တော့၎င်းညီးစားပြီးတော့၎င်းပေါ့ဟိုဆရာတော်တွေရွတ်ဖတ်သလိုပဲပုထုဇဉ်တဘာဝကာမနဲ့ကြုံလေຢာကစိတ်အထုံဝင်တဲ့သုံးဝင်ပြပိတ်ကန်းကိလေသာဝိသုဒ္ဓတာကိုဇွတ်တို့ကပြရသရံဆိုတဲ့ဥပညာရေးတဲ့ကြပြာလေးလိုပဲဒီနီးသက်သွားရင်ဘာသာလည်းမသိဘူးဘာမှလည်းမသိတော့ဘဲနဲ့လက်ထပ်ပြီးတော့ပြီးတဲ့ခါကျတော့မှသူတို့ရဲ့ဓလေ့ထုံးတမ်းတွေကဓလေ့ထုံးတမ်းဥပဒေဖြစ်တော့လဲအဲ့ဥပဒေမျိုးဖြစ်နေတဲ့ဥပဒေတွေကလွှမ်းမိုးပြီးတော့ဒီတို့ဗုဒ္ဓဘာသာတိုင်းရင်းသားတွေနင့်တာခဲ့ရပါတယ်နင့်တာကတော့ဆရာတော်တန်ဃာတော်တွေကအဲ့ဒီနင့်နာမှုကိုကာကွယ်ရန်အတွက်မျိုးဆောင်ဥပဒေဆိုပြီးတော့ဒီဥပဒေကိုဆွဲဖို့ဆရာတော်ကြီးများကိုယ်တိုင်အခြားတာဝန်တွေသာသနာတာဝန်တွေရှိရတဲ့ဒီဥပဒေကိုဆွဲဖို့ကြိုးစားဖြစ်ပါတယ်အဲ့ဒီဥပဒေဖြစ်ပေါ်တဲ့အခါမှာဒီလိုတို့ကိုတာဝန်ပေးတဲ့အတိုင်းကုဆရာတော်များကမကြေညာသေးဘူးဆိုလို့ဒီဥပဒေကိုတော့အသေးစိတ်မပြောတော့ပါဘူးအဓိကကတော့အကြမ်းကြီးနည်းနည်းလေးပြောမယ်ဆိုလို့ရှိရင်ဗုဒ္ဓမွတ်စလင်ဘာသာတွေကိုဝင်မှသူတို့နဲ့လက်ထပ်ခွင့်ရှိမယ်အကျိုးခံစားခွင့်ရှိမယ်ဆိုလို့ဒီပြောတော့ဗုဒ္ဓဘာသာမျိုးသမီးကိုရင်လဲအဲ့ဒီပုဂ္ဂိုလ်ကအခြားဘာသာပုဂ္ဂိုလ်ကဗုဒ္ဓဘာသာဖြစ်မှသာလေလက်ခံသင့်တယ်ဆိုဒါစဉ်းစားချက်ပေါ့လေအတီးပြုသေးတာမဟုတ်ဘူးဥပဒေတရားကိုအတီးပြုဖို့ဆိုတာတွတ်တော်မှအတီးပြုလို့ရပါတယ်ဒီဆရာတော်တွေကတင်ပြချက်လူလူတွေရဲ့ထောက်ခံချက်နဲ့တွတ်တော်ကအတီးပြုမှသာလေတရားကအတီးဖြစ်မှဖြစ်ပါတယ်ဒါပေမဲ့လို့ဒီကခိုင်ခိုင်မာမာပြုလုပ်မယ်ဆိုလို့ရှိရင်တွတ်တော်ကလည်းအတီးမပြုရအကြောင်းမရှိဘူးလို့ထင်ပါတယ်အဲ့ဒါကြောင့်မို့ဒီဥပဒေဟာဘသူကိုဘယ်လူခွင့်ရေးပညာစရံအပိုက်16မှာအရွယ်ရောက်ပြီးသူတိုင်းယောက်ျားညီသူမဆိုယောက်ျားမိန်းမလက်ထပ်ခွင့်ရှိတယ်လွတ်လပ်တာလက်ထပ်ခွင့်ရှိတယ်ဆိုပြီးတော့အဲ့ဒီနိုင်ငံတကာဒီပညာသူခွင့်ရေးပညာစရံကိုကုလသမဂ္ဂထုတ်တာပါအဲ့ဒီကကိုကပ်ပြီးတော့အချို့သောပုဂ္ဂိုလ်တွေကဝေဖန်ကြပါတယ်အချို့သောပုဂ္ဂိုလ်တွေကဆိုဒါအမျိုးသမီးတွေရဲ့အခွင့်အရေးကိုစော်ကားတာပဲကိုကြိုက်ရကိုရင်ဆန်ခွင့်ရှိတယ်ပါကြတယ်ပြောတာအဲ့ဒီဟာဒီဥပဒေထဲမှာသူတို့ကြိုက်လို့သူတို့ယူတာခုနကဒီစိတ်ဝင်လာရင်အချစ်စိတ်ကတော့ပါဗျာအဲ့စိတ်ဝင်လာလို့ရှိရင်လက်ထပ်ချင်တဲ့စိတ်အိမ်တော်ပြည့်တဲ့စိတ်ပေါ်တာကိုမတားပါဘူးသို့တော်လည်းမိမိဘာသာသာသနာနှစ်ပေါင်း2000ကျော်တည်ရှိလာခဲ့တဲ့ဘာသာသာသနာကိုအလွယ်တကူနဲ့မဖြစ်ပါနဲ့မိမိရဲ့အမျိုးကိုစောင့်ရှောက်ပါမြတ်စွာဘုရားသခင်ဟာလောကုတ္တရာနှစ်ဖြာသောအကျိုးတရားကိုဟောကြားတော်မူတာဖြစ်ပါတယ်ဒါဆရာတော်တန်ဃာတော်များကိုဒီပြတော်ကမှတ်မိတဲ့ကလေးပြောတာပါဗျာဒီသင်္ကောလောဝါဒသုတ်တော်ပါဆိုတော့လောကီရေးရတယ်ပါဗျာအဲ့ဒီဟာတွေကိုဘုန်းကြီးတွေကဆရာတော်တွေကဒီကိစ္စမပါပါနဲ့
ဝိပဿနာတရားတွေဟောပြီးတော့နိဗ္ဗာန်ရောက်ကြတာလို့ပါလို့ပြောပါတယ်ဗျာမှားတော့ဆရာတော်တန်ဃာတော်တွေကဒီတိုင်းကြည့်မနေနိုင်ပါဘူးအညွန်ရနေတိတာဆိုတော့တကားလေးဆရာအချင်းချင်းပြကိုနေရတာဖြစ်တဲ့အတွက်တကားတွေကဘာသာပြောင်းသွားပြီးတော့လူမဲ့တမ်းမဲ့လူပြုစုစောင့်ရှောက်မဲ့ပုံကူမရှိရင်ဒီလိုသာသနာမရတည်နိုင်ပါဘူးဒီတိုင်းဆရာတော်များလက်ထက်မှာရှိတော်လဲနောင်လာတောက်သားတွေလက်ထက်မှာကြတော့တပည့်တို့နိုင်ငံသည်အဲ့ဆရာတော်မကောင်းဆရာတော်ကြီးမိတ်ကြသွားတယ်လို့ပဲအာဖဂန်နစ္စတန်လို့ဒီပါကစ္စတန်လို့ဒီလိုနိုင်ငံတွေလို့ဒီလိုတို့အိန္ဒိယဘုရားဝရောက်တဲ့အခါမှာဒီနာလတက္ကသိုလ်ကြီးကတန်ခါ1000ကျော်အသက်တော်များဆုံးရှုံးခဲ့ရပါတယ်ဘာသာတရားကိုမဆောင်စိကံတကြမဆောင်ချောက်ခိုင်းလို့သင်ကြားပြီမယ်လို့ဆောင်ချောက်မှုအားနဲ့လို့ဒီလိုတို့ပြည့်စည်ခဲ့ရပါတယ်ဒါနဲ့အဲ့ဒီနိုင်ငံတွေမှာလည်းထေရဝါဒသာသနာဆိုတာမရှိတော့ပါဘူးမရှိတော့ဒီလိုတို့ထေရဝါဒသာသနာယက်တီရေးဟာဒီမျိုးသောဥပဒေမျိုးရှိမှသာလျှင်ဖြစ်မှာပါတချို့ကပြောပါတယ်ဒီနိုင်ငံမှာဒီဥပဒေနဲ့ပြုဖို့မရဘူးပြုလို့မရဘူးလို့ပြောပါတယ်ဒီဥပဒေမျိုးကိုအများပြည်သူအကျိုးတက်ဆိုလို့ရှိရင်ဘုရားအောင်ဆန်းတို့49ခု1949ခုဥပဒေစတင်ပြီးရေးဆွဲစဉ်ကလေးကဥပမာ20ဥပမာကွယ်2မှာအမျိုးဘာသာသာသနာအတွက်အများစုအတွက်ဆောင်ရွက်ဖို့ဆိုလို့ရှိရင်ဥပဒေပြေကိုမြည်သူမှမတားမြစ်ရဘူးလို့လုပ်ထားပါတယ်လက်ရှိအခြေခံဥပဒေမှာလည်းအဲ့ဒီကပုံမှန်ပါပါတယ်360ခါခွေးပါအဲ့တော့အဲ့ဒီလိုပါရတဲ့နဲ့နိုင်ငံမှာအလုံးထိရှားတဲ့မျိုးသမီးတဦးကဒီနိုင်ငံမှာဒီဥပဒေမလိုဘူးဒီဥပဒေပြုလို့မရဘူးလို့ပြောပါတယ်အဲ့ဒါလုံးဝမဟုတ်ပါဘူးအဲ့ဒီနဲ့လူမျိုးအတွက်စောင့်ရှောက်ဖို့ဆိုလို့ရှိရင်ပြုလို့ရပါတယ်ပြီးတော့ဒါကအမျိုးသမီးတွေကိုတက်တက်ချုပ်ချယ်တဲ့ဥပဒေပဲကိုယ်စိတ်နဲ့ကိုယ်လွတ်လွတ်လပ်လပ်လုံးဝဖြစ်ပါလုတ်တင်ပါတယ်လုတ်ထိုက်ပါတယ်ဆရာတော်တန်ဃာတော်တွေကဝင်းရှုပ်ထားပါလို့ပြောတဲ့မျိုးသမီးလည်းရှိပါတယ်သူတို့ကစီးရုံပြီးတော့10ဖွဲ့ကကန့်ကွက်ပါတယ်ဒီစာနယ်ဇင်းတွေမှာပါလာပါတယ်အဲ့တော့ဒီလိုဟာတွေဖြစ်လာတာသူတို့တကယ်တမ်းမသိလို့ပါဒီဥပဒေမှာကိုကြိုက်ရင်ကိုယူပါကိုမျိုးကိုမချစ်ရင်ယူနိုင်ပါတယ်သို့တော့အမျိုးကိုတော့ချစ်ပါမိမိဗုဒ္ဓဘာသာဖြစ်ဖြစ်ကျိုးမှုမပြတ်ဆောင်ရွက်စီမှာငွေခံတိုက်တွေတူမြဝေကျင့်လေမျိုးနဲ့ဝင်ငါတဲ့တစ်ပေါ်သားတို့တာပေါ့အကုန်လုံးမမှတ်ပြီးတော့အဲ့တော့အမျိုးကိုစောင့်ရှောက်ဖို့ဘာသာကိုစောင့်ရှောက်ဖို့မှာလူတိုင်းမှာတာဝန်ရှိပါတယ်မိဘဘိုးဘွားတွေတည်ထောင်ခဲ့တဲ့ဆရာတော်တန်ဃာတော်တွေတကယ့်ဆရာတော်ကြီးတွေတည်ထောင်ခဲ့တဲ့ဘာသာသာသနာကိုအလွယ်တကူနဲ့တပည့်တော်လက်ထက်မှာပြတ်မသွားစေချင်ပါဘူးနော်မပြတ်အောင်လည်းကြိုးစားကြပါအဲ့ဒီစေရနာနဲ့ခုဆရာတော်ဓမ္မဆရာတော်ဗရဏတိရောကဆရာတော်ကြီးများဒီဆရာတော်ဥဒိလခန္ဓာတို့ဥပညာဝရတို့ဆရာတော်များတဲ့ဒီတော်တို့တွေ့ပြီးတော့ဒီဥပဒေကိုရေးဆွဲခြင်းဖြစ်ပါတယ်အဲ့တော့ရှေ့ဒါအများကြီးချိန်ပြောရင်ခုအခမ်းအနားမှုလက်ကိုတော့ဘယ်လောက်ကြာမှာတော့7မိနစ်မကြာပါဘူး7မိနစ်ဆိုခဲပေါက်ခံရပါလိမ့်မယ်လို့အဲ့လိုဒီကိုပြောရတယ်အဲ့တော့တပည့်တော်တို့ဖြစ်စေချင်တာကတော့ဒီဥပဒေကတပည့်တော်တို့ကတင်ပြလာတာဖြစ်ပါတယ်ဆရာတော်ခုဒီမှာတက်တဲ့တန်ခါ1000ကျော်ရဲ့သုံးဖြတ်ချက်ဥတောင်ဆရာတော်တို့ရဲ့ညွှန်ကြားမှုနဲ့အားလုံးတိုင်ပင်ပြီးသုံးဖြတ်ချက်ကအဓိကပါအတီးပြုမှာကတွတ်တော်ကအတီးပြုမှာပါဒါကြောင့်မို့ညီညွတ်ညွတ်နဲ့ဆရာတော်ဥတိလက္ခဏာဝင်ကြားသလိုပဲညီညွတ်နဲ့ဒီဟာတော့မဖြစ်မနေလုပ်ပဲနားမလဲတဲ့လူတွေကိုလည်းနားလေလောင်ခွတ်တကအမျိုးသမီးတွေပြောတဲ့ဟာတွေကိုလည်းသိပြလူတွေနားမရအောင်ဆရာတော်များအကုန်လုံးဒီဗုဒ္ဓဘာသာတွေရဲ့ဥဆောင်ဖြစ်ပါတယ်ဗုဒ္ဓတော်တခါရမတွေနဲ့အများအားတွေ့ထိနေတဲ့ဆရာတော်ဖြစ်တဲ့အတွက်အဲ့ဒါလို့ညွှန်ကြားတော်မူကြပါဥပဒေနဲ့ပတ်သက်လို့တပည့်တော်ကအခွင့်မဟုတ်ပါဘူးဖေအစုအပေါင်းကလေးပါပဲ4 5 6 9ယောက်စုပြီးတော့ကြော်ကြမ်းတဲ့ပုံကိုယ်တွေနဲ့ရွေးဆက်ပြီးဆရာတော်တွေမိန့်ကြားတဲ့အတိုင်းညွှန်ကြားတဲ့အတိုင်းဆွဲတာဖြစ်ပါတယ်လိုရာပူရာရှိကောင်းရှိနိုင်ပါတယ်လိုရာပူရာရှိကောင်းရှိရင်တပည့်တော်တို့ကိုပြန်ပြီးညွှန်ကြားပြီးဒီတော့တဲ့တာတဲ့ပုံကိုယ်တွေနဲ့တိုင်ပင်ပြီးတော့ပြန်ပြီးတော့တပည့်တော်တို့ဖြစ်ဆက်ပေးပါမယ်ဒီဘက်တို့တတ်နိုင်တဲ့ဘက်ကတပည့်တော်တို့လည်းအချိန်မီဘာသာသာသနာနဲ့ပတ်သက်ရင်ဒီဘက်တို့အစဉ်တစ်ဖြစ်ဒီဘက်တို့ဆောင်ရွက်ခဲ့တာပါဒီဘက်တို့တတ်နိုင်တဲ့ဘက်ကနောင်ကိုလည်းဆောင်းမိဖြစ်ကြောင်းဘာသာသာသနာဗုဒ္ဓဘာသာသာသနာဒီအခွင့်အရေးသူများနဲ့စာရင်သူများနိုင်ငံကလာပြီးဒီမှာနေပြီးကျင့်သုံးတဲ့မွတ်စလင်တို့ခရစ်ယာန်တို့ဟိန္ဒူတို့သူတို့ကိုမစော်ကားပါဘူးသူတို့ဘာသာလဲသူတို့ရဲ့ရည်ပန်းချက်နဲ့သူတို့ရဲ့ပန်းတိုင်နဲ့အလုံးသူတို့ကောင်းမွန်တဲ့ထားကောင်းမွန်တယ်လို့ယူဆတာကိုလည်းတပည့်တော်ဘာမှမဝေဖန်ပါဘူးဒါပေမဲ့တပည့်တော်ဘာသာဒီခုနကဆရာတော်ပြောသွားသလိုပဲတ
တကက်ပညာရှင်တွေတစ်ပံပညာရှင်တွေတော့မှငင်းညာရေးကိုမြန်လို့တဲ့ဘာသာမြတ်စွာဘုရားလည်းငင်းညာရေးကလွဲလို့တော့ဘုရားမလွတ်ခဲ့ပါဘူးသူတပိသားကြီးလည်းဒီတိုင်းပါပဲတချို့ချိုးရင်းချက်အားနဲ့ချက်ပုထုဇဉ်တဘာဝဖြစ်တာရှိပါမယ်ဒါပုဂ္ဂိုလ်ရေးပါဗုဒ္ဓဘာသာဆရာတော်တွေနဲ့ဗုဒ္ဓဘာသာရဲ့နော်လမ်းညွှန်မှုကြောင့်ဖြစ်တာမဟုတ်ပါဘူးအခုဖြစ်ခဲ့တဲ့အရေးခင်းတွေပါတယ်လေတချို့ပုဂ္ဂိုလ်တွေကဒီထဲမှာဝင်ပြီးတော့ဘာ969တွေဘာတွေညာတွေနဲ့မဟုတ်ဘဲနဲ့ဆရာတော်တွေစတီတောင်းနေ969ကလည်းရိုးသားသားပြောတာပါဒါပေမဲ့လို့အဲ့ဒါတွေကရှုပ်ထွေးကုန်ပြီးတော့ဖြစ်တာပါအမှန်တော့ဆရာတော်တန်ဃာတော်တွေရောဗုဒ္ဓဘာသာအများစုရောငြိမ်းချမ်းရေးကိုမြန်လို့ပြီးတော့မျိုးဆောင်ဒီဥပဒေကိုအာဝယ်စောင့်ချဥပဒေကိုမဖြစ်မနေဖြစ်ပေါ်အောင်ကြိုးစားကြပါလို့တိုက်တွန်းပြီးတော့ရွေးသေးတာလျောက်ထားပါလိမ့်အာဒုသာဒု